အားလေးကတော့မုတ်အိမ်သားလေးပေါ့နော်နံပြားနဲ့လုပ်ပါပေါ့နော်တို့ဆိုင်ရာဟာဒီမြင်းသမီးလာပြီးတော့ကာဒီလိုရတယ်လူတော့ပါရှိခိုင်းပြောနေမဟုတ်ဘူးဟဲ့အဲ့ဒါမဒါကြီးကိုအားကြကြတာပြောပါတယ်ဒါအကြီးဆုံးညပြင်းနေမှာတော့ဒင်းတို့ပြင်းကုန်ပြီပေါ့မင်းတော့လေသူမြင်းတော့စိုက်နေတာတော့မြင်းနော်ဒီကောကြဆက်လိုက်တော့အိုးဒီကဘာလို့လဲညလည်းမလာနေဘူးလားဘိုးကနံပြားကိုမကြောက်အောင်လုပ်ရတယ်နော်အရင်ကြက်နေလို့စင်ပြေဘူးပေါ့နော်မလေးလဲနေတော့လားဒါကဘာညာစမကလာနေထဲတော့ပေါ့သမကလာပါစမကလာတော့မဟုတ်ဘူးသမကလောတော့မလုံးနဲ့နော်သမကလာရပါတယ်သမကလာပါလာပြီးရစမကလာဆိုတာအစုံပြောတာခန်းချင်းဒီလေးရယ်ဘယ်မောက်ကလေးရယ်ဘယ်မောင်လေးရယ်ကျက်သွန်လေးရယ်အသားမပေါဘူးနော်ပေါ့နော်အသားမပေါဘူးနော်ဒါလေးကနံပြားနဲ့လုပ်တဲ့မုတ်ဤကားလေးပါနော်မဆလာလေးလေးထည့်လို့ရပါနော်ဒါပေမဲ့ကြိုက်စားမဲ့သူကမကြိုက်ဘူးတော့ပါဒီဘက်ပါလာတော့ပါမုတ်ဤပါဟုတ်ပြီပါအေးဟောလာဂျုံနဲ့မဟုတ်ဘူးပါဂျုံနဲ့လားနံပြားနဲ့လို့လေနံပြားနဲ့ဟုတ်အေးဘာဂျုံနဲ့ပေါ့နံပြားမဟုတ်ဘူးပါဘယ်လိုလဲဟောလာဟိုနံပြားပြဆိုတော့မဟုတ်ဘဲနဲ့ဒါလေးပညာအလကားမလို့ခြင်းနဲ့မသိဘူးသွားကိုယ့်ဘက်ကိုသွားကိုယ့်ဘက်ကိုသွားမပြောလက်မဲကြီးပဲပါอ๋อဒီကိုရိုက်အစင်မိုင်း哦对了ကောင်းကလေးရောက်တယ်你怎么搞不了？我不搞。哎呀，啊，可以吧？你哑巴比心。